Sunday Dragon အဲ့ဒီလေချန်စစ် SoC နဲ့အသစ်ထွက်ရှိလာနိုင်တဲ့ Redmi KTR Pro Max အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အပတ်စစ်နိုင်တင်ဆက်ပေးနေကြဖြစ်တဲ့ Xiaomi ရဲ့နောက်ဆုံးသတင်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ကတော့ Sunday Dragon အဲ့ဒီလေချန်စစ် SoC နဲ့အသစ်ထွက်ရှိလာနိုင်တဲ့ Redmi KTR Pro Max Redmi ကပြီးခဲ့တဲ့လပိုင်းတော့မှာ Boss Speaker နဲ့အတူ Redmi K90 series ကိုမိတ်ဆက်ခဲ့တာဖြစ်ပြီးအခုတစ်ခါမှဆိုရင်လည်း Redmi K100 series ကိုမိတ်ဆက်ဖို့ပြင်ဆင်နေရဖြစ်ပါတယ် Redmi KTR နဲ့ Redmi KTR Pro Max ဆိုပြီးတော့ model မျိုးပါဝင်လာမှာဖြစ်ပြီးစွမ်းဆောင်ရည်ပိုင်းအနေနဲ့ကတော့ model မျိုးစလုံးကို Sunday Dragon အဲ့ဒီလေချန်စစ် SoC အသစ်ကိုထပ်သွင်းအသုံးပြုပေးသွားမယ်လို့သတင်းတွေရသိရပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ 9.7 inch နဲ့ထပ်ထွက်လာဖို့ရှိတဲ့ Redmi Pad 2ပြီးခဲ့တဲ့2025ဇွန်လတော့မှာ17လမှမျက်နှာပြင်အခြေရှိတဲ့ Redmi Pad 2ကိုမိတ်ဆက်ခဲ့တာဖြစ်ပြီးဒီနေ့မှာဆိုရင်တော့ 9.7 inch နဲ့နောက်ထပ် version တစ်မျိုးကိုအသစ်ထွက်ထုတ်ဖို့ပြင်ဆင်နေရပဲဖြစ်ပါတယ်စွမ်းဆောင်ရည်ပိုင်းအနေနဲ့ကတော့ MediaTek ရဲ့ Helio G100 Ultra SoC ကိုအသုံးပြုပေးသွားမှာဖြစ်ပြီး900 mAh ဘက်ထရီကိုမှ80W အသစ်မြတ်စနစ်တွေထိထည့်သွင်းပေးသွားမယ်လို့သတင်းတွေရသိရပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့မတ်လ18ရက်နေ့မှာမိတ်ဆက်ဖို့တည်ကြနေပြီဖြစ်တဲ့ Poco A8 Pro နဲ့ Poco A8 Pro Max Turbo 5 ရဲ့ Global version ဖြစ်တဲ့ Poco A8 Pro နဲ့ Turbo 5 Max ရဲ့ Global version ဖြစ်တဲ့ Poco A8 Pro Max တို့ကိုလာမယ့်မတ်လ18ရက်နေ့မှာစတင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ် Poco A8 Pro ကတော့ Dimensity 8500 SoC နဲ့ Poco A8 Pro Max ကတော့ Dimensity 9500 SoC ကိုအသုံးပြုပေးသွားမယ်လို့သတင်းတွေရသိရပါတယ်အခုလိုမျိုး Xiaomi နဲ့ပတ်သက်တဲ့နောက်ဆုံးသတင်းလေးတွေကိုအပတ်ဆက်တင်လာနေမှာတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အကောင့်လေးကို like and follow သွားပေးဦးမရအောင်နော်နောက်ထပ်ဗီဒီယိုလေးမှာပြန်ကြည့်ကြပါမယ်ရှင်အားလုံးပဲတတ်တာ